ဟုတ်ပါဘူး Hello မင်္ဂလာပါရှင် Surprise Gift ပိုင်းမိမကျေးဇူးပါတယ်လို့ဒီနေ့ကတော့မင်္ဂလာရှိသောနေ့လေးဖြစ်ပါတယ်မင်္ဂလာဆောင်နှစ်ဆောင်ကိုဘက်ကူလိုက်ဒီဘက်ကူလိုက်နဲ့တောင်းနဲ့မြောက်ပို့ပြီးနေရဖြစ်ပါတယ်ဒီနေ့ဟိုကြိုင်မန်းတော်မှာပို့ပြီးအပြင်အခုမစိုးရိမ်ကြောက်တက်ကတငယ်ချင်းလေးအတွက်ဆိုပြီးတော့ဟိုမင်္ဂလာလက်ဖွဲ့လက်ဆောင်လေးပေါ့နော်ပြီးပို့ခိုင်းလို့အခုမင်းမင်းတို့အဖွဲ့မစိုးရိမ်ကြောက်တိုက်တဲ့ကိုရရှိနေရဖြစ်ပါတယ်တို့သမီးနဲ့တို့သားလေးကပြည့်ချင်မလဲဆိုတာလိုက်သိပြပါအောင်နော်Baby ကိုခါလိုက်တယ်အမသာမပြေးလိုက်တယ်နော်နောက်တော့မဟုတ်ဒီကတိုက်စကိုင်းရဆက်ပြမလို့သူရှင်မှာဖြစ်ပါမလားတမ်းမြောက်သားနောက်ချိန်ကနေနေချေကိုရေအခုလိုကြည့်မြင်မြင်ဆက်ဆက်နဲ့ချစ်ကိုရက်ဆက်မယ်လို့မထင်ခဲ့ပါဘူးတဲ့အချိန်မှထားခဲ့မယ်ဆိုတာကိုတော့သိနေပါရဲ့နဲ့ကိုမပြတ်နိုင်လို့တိတိနဲ့ရင်နာနာနဲ့မျိုးသိမ့်နေခဲ့ရတာပါတဲ့အခုတော့တကယ်ချစ်ကိုတဲ့ကိုထားသွားပြီဆိုတာသိလိုက်ရတော့အသက်ချင်တဲ့စိတ်တော့မရှိတော့ပါဘူးကိုရဲ့တဲ့ကိုနဲ့ချက်တန်းခဲ့တဲ့အခန်းလေးထဲမှာအခုတော့တယောက်တည်းအထီးကျန်လွမ်းနေရပြီဆိုတာကိုသိရင်သိကောင်းမှာပဲတဲ့အခုချိန်ဒီမှာတဲ့မပြောသင့်ဘူးဆိုတာချစ်သိပါတယ်တဲ့ထပ်ပါကြအောင်လားဟမ်အဲ့ဒါနဲ့ဘွေးရတယ်ကလေးပါထားပေးပါနောက်ဆုံးအချိန်နဲ့ကိုတဲ့ချစ်တယ်ဆိုတဲ့စကားလေးတစ်ခုတော့ပြောခွင့်ပေးပါအောင်ကိုရဲ့တဲ့ကိုနဲ့မမထောင်ရပြောချင်တာလက်တဲနိုင်ပါစေလို့ချစ်စုတောင်းပေးပါတယ်တဲ့အခုဒီစာကိုရေးနေတဲ့အချိန်မှာမျက်ရည်တွေကျနေရပြီအသက်မရှင်တင်တော့ဘူးတဲ့ကိုထားခဲ့တဲ့ဘဝမှာမခံစားနိုင်လို့ကိုအမြဲတိုက်နေကြအရာလေးတွေကိုသတိရလို့အခုလိုမင်္ဂလာလက်ဖွဲ့လေးပို့ပေးလိုက်တာပါတဲ့ကိုချစ်တဲ့ချစ်လေးတဲ့ဟုတ်ပါဘူးအဲ့တော့တရားမင်းတို့ရက်ွက်ဒီပါတရားမင်းတို့ကွက်ဒီပါအခုပြည့်ဒီပြောမကြောက်ကြမကြောက်တာအမေကြောက်ပြေပါပြောလို့ကြ我来刚刚问我说没来当兵，我就我来过了没？我没到。当家班的，什么人？你叫啥？我没有什么概念。哦，他讲的。阿比，怎么样呢？回来。